မြန်မာရှုခင်မြန်မာစိတ်ရဲ့မြန်မာရှုခင်လာတရားတို့တွေကမြန်မာနိုင်ငံ၏အရှိတောင်ပန်းတွေတည်ရှိပြီးရိုးရာယဉ်ကျေးမှုချစ်စပွဲဒလိထုံတမ်းများနဲ့ပြည်ရင်းသားမကကဘာရရှိခီးသွားများကိုဆွဲဆောင်မှုရှိလာတဲ့ကရင်ပြည်နယ်ဖအံခရန်လမ်းမွဲမြို့နယ်တွင်မှတည်ရှိတဲ့ကျုံတော်ရီဝန်ကျောင်းလေးကိုဖော်ပြပေးပါစီရှင်ကျုံတော်ရီဝန်ဟာကရင်ပြည်နယ်ရဲ့မြို့တော်ဖအံမြို့မှာမြောက်ဘက်ရှိညံကျူးမှုဒေသထိုင်းမြန်မာနယ်စပ်အနီးတွင်တည်ရှိပြီးကရင်ပြည်နယ်ရဲ့အထင်ကရနေရာတစ်ခုလည်းဖြစ်ပါတယ်ရှင်ကျုံတော်ရီဝန်ကိုလာရောက်လက်ပတ်မိဆိုတာကဖအံမြို့မှာလမ်းပွဲမြို့အထိ24မှန်လမ်းပွဲမြို့မှာညံကျူးမှုဒေသကျောက်စာကွင်းအထိ23မှန်ညံကျူးမှုဒေသကျောက်စာကွင်းမြောက်ဘက်ရှိညံကျူးမှုမဲတော်ကတ္တရာလမ်းတန်း14မှန်စုစုပေါင်း60မှန်ခန့်ကွာဝေးကြောင်းသိရှိရပါတယ်ရှင်တော်တော်ရှုခင်လာများဖြစ်ပြင်းနေတဲ့ကျုံတော်ရီတော်ဟာတနင်းပတ်လုံးရေခမ်းချောက်မှုမရှိပဲတဘာဝကြောက်ဆောင်ကြီးများမှသစင်စီးစင်းဖြာကြားနေပြီးအေးမြကြည်လင်နေသောရေတော်လာကိုနေ့စဉ်လာရောက်အပန်းဖြေကစားကြတဲ့သူများပြားကြောင်းကိုလည်းသိရပါတယ်ရှင်ကျုံတော်ရီတော်ဟာတလုံးနေမီဖြစ်တဲ့အလျောက်အသားငါမှုရစီဝါနဲ့အရိုက်ပြာများကိုမတုံးဆွမ်းကြရန်အထူးသားမြတ်ထားတဲ့ကန့်သက်နေမီဒေတာတစ်ခုပဲဖြစ်ပါတယ်ရှင်ကျုံတော်ရီတော်တွင်ဒေသထွက်ရာသီစာဟင်းသီးရွက်များအမတရားလက်ဆောင်ပစ္စည်းများလာရောက်လက်ပတ်ကြတဲ့ခီးသွွားရဲ့တဲ့များအတွက်တလို့အစားစားရောင်းချသူများအနေဖြင့်လည်းစောင်းရသည့်လားအလယ်နှင့်နှွေရသည့်ကာလများတွင်ခီးသွွားပြည်သူများနေ့စဉ်လာရောက်ပန်းဖြေကစားကြတဲ့အတွက်ကြောင့်စားဝတ်နေရေးအဆင်ပြေပြီးအပေါ်ဝင်ကိုရရှိလျက်ရှိကြောင်းကိုလည်းသိရှိခဲ့ရပါတယ်ရှင်ကျုံတော်ရီတကုံမပြန်လန်းရင်းလဲညံကျူးဆရာတော်ဘုရားကြီးဗရဏဥတုစနာကိုယ်တိုင်ကရင်ဘာသာဖြင့်ပြန်ဆိုပြုစုတော်မူခဲ့သောပိဋကကျမ်းစာတော်များကိုစောက်တဲ့အက္ခရာတင်တော်မူပြီးငုံယူထပ်နာ၍စီရီသူစုချင်းစီတည်ထားတော်မူလက်ရှိတာကိုလည်းလေ့လာဖူးမြော်နိုင်ပါတယ်ရှင်ကျုံတော်မှလမ်းပွဲအပြန်လန်းရှိကြံရင်ကြေးရောက်နေတည်ထားတော်မူတဲ့ရွှေတကုံပုံသူပြည်သားလင်အေးစုတော်ပြည်စီတော်ကိုခီးသွွားဧည့်သည်များကဝင်ရောက်ဖူးမြော်ကြကြောင်းလည်းသိရှိရတဲ့အတွက်ကရင်ပြည်နယ်ဖအံခရန်လမ်းပွဲမြို့နယ်မှာရှိတဲ့ကျုံတော်ရီတော်ရဲ့တဘာဝလပများကိုလာရောက်လေ့လာအပန်းဖြေကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်不要